အကြီးတော့ဘယ်လိုစဉ်းစားလဲဆိုကားတကားရေးမဆိုဒီကားကိုပေးသက်ကစိတ်ဝင်စားနိုင်လားပေးသက်လက်ခံနိုင်တဲ့ကားမျိုးလားပြင်းစရာကောင်းပါလားရုပ်ရှင်အတွက်လားဇန်လန်းတွဲလားအဲ့လိုမျိုးတွေဘာလို့ထည့်စဉ်းစားတာပေါ့နော်အဲ့ကိုခန့်ဇန်လန်းတွဲရိုက်ချင်တယ်ဆိုတာဇန်လန်းတွဲဆိုရင်တော့ဒါလေးကကောင်းတယ်ရုပ်ရှင်အတွက်ဆိုရင်တော့တမျိုးဖြစ်ကောင်းဖြစ်မယ်ဟိုအကုန်လုံးခြုံပြစ်လိုက်ရတာမျိုးဖြစ်တဲ့အတွက်ဆိုတော့အဲ့ခန့်ရတယ်ကောင်းနေဆိုပြီးတော့အကောင့်ထဲဖော်ပြသွားတာပေါ့ဒီဟာလေးကိုဒီဝတ္ထုလေးကိုဖတ်ပြီးတဲ့အချိန်ကျတော့ကိုခန့်ဘယ်နေရာနေရမလဲလို့မကြီးကမေးရလေလူတွေကလည်းအများကြီးဆိုကိုခန့်ရွေးပြတဲ့နေရာပဲနေမယ်ဆိုကိုခန့်ဒေါ်လေးတင်နေရာနေပါလားတဲ့ဆိုရတယ်လို့အဲ့ဒီကာရက်တာတော့တကယ်မလုပ်ဘူးသေးပါဘူးသူကအားလည်းအားနေစားလည်းမတက်ဘူးအဲ့လိုအမျိုးသမီးတယောက်ပေါ့အဲ့ဒီအိမ်မှာအိမ်ပေါ်လုံနေတဲ့အဖွားကြီးတယောက်ပေါ့ဆိုအဆင်ပြေပါတယ်မကြီးလည်းမလုပ်ဘူးသေးရတဲ့ကာရက်တာလေးလို့တော့တက်တောင်တက်တာပဲမကြီးတော့စနေသေးတယ်ဟဲလို့အခုစကားတက်တဲ့ကာရက်လောက်ရပြီးငါပြီးကိုဝင်တဲ့ကာရက်ပဲကြံတယ်လို့ကလေးတွေကလည်းပြောမဲ့သာပြောတာမကြီးအဲ့ကလေးတွေနဲ့ကလည်းအကုန်လုံးကိုမကြီးမသိဘူးဟိုခုမှတွေးတဲ့ကလေးတွေလည်းအများကြီးပါတယ်ပေါ့နော်ကလေးတွေနဲ့တူတွဲဖက်tiêuဆောင်ရတာဖြစ်တဲ့အတွက်မကြီးလည်းတိုင်းဆုံးသူတို့နဲ့လက်ရောညီထွေဖြစ်အောင်မကြီးတွဲဖက်tiêuဆောင်ထားပါတယ်အဆင်ပြေပါတယ်ဒါပေမဲ့ကလေးတွေလည်းအကုန်တက်ပါတယ်ရိုက်လိုက်ရအင်ကြီးတွေလည်းဟဲ့ငါသာသူ့နေရာမှာဆိုယူတော့မှာပဲလို့ဘာလို့ဆိုအကုန်လုံးလည်းပြောပြီးတော့သူ့အတွက်လည်းဝတ်စားလဲရဝတ်စားလဲတယ်ဆိုတဲ့နေရာမှာလည်းဝတ်စားတွေကမကြီးတို့ဒီဘက်ကလို့တီရှပ်လေးကိုလိုက်စပို့ရှပ်အင်ကြီးလေးကိုလိုက်လို့မရဘူးဟိုဘက်ခေတ်ကပုံစံဆိုတော့အဲ့ဒါနဲ့လက်ရောညီထွေဖြစ်အောင်သူခမရလေတော်တော်ပြင်းပြင်းမန်းလှုပ်လို့ရတာဒါပေမဲ့မိုင်းရလေအဲ့ကားရိုက်တော့ဘာလို့အဆင်ပြေလဲဆိုတော့မိုင်းတို့အိမ်နဲ့နီးတယ်ရိုက်ကွင်းကမိုင်းတို့လမ်းထဲမှာပဲရိုက်တာဆိုတော့အရန်အဆင်ပြေသွားကိုယ့်အိမ်ကလောကျော်မောင်းက10မိနစ်ပေါ့တလန်းနဲ့ဆိုမိုင်းရရှူတင်မိုးလေးအစောကြီးရောက်နေတာကိုခန့်တော့အဲ့ဒီအော်ဆိုတော့ကျွန်တော်ထဲတော့ကြည့်ရတယ်မနေ့ဆို7နာရီဆိုအစင်းကကိုတို့တယ်ဘာမှမလုပ်စရာမှမလိုတာမိတ်ကလည်းလူစရာတိတ်မလိုဘူးပြီးတော့စကားလည်းသိပြောစရာမလိုမိုးအဲ့မှာရှူတင်မှာထိုင်ပြီးတော့ထမင်းစားအိမ်ပြန်ပြီးထမင်းစားတယ်ပြီးပြန်လာတယ်အဲ့နဲ့ပဲကားပြီးသွားတာပါမိုင်းနဲ့ကိုခန့်နဲ့အဲ့လိုတိုင်ပင်ဖြစ်တယ်ဝတ္ထုတအုပ်တွေးတယ်ဆိုကိုခန့်ရေဒါလေးတော့ရိုက်ရင်ကောင်းမလားဆိုကိုခန့်လည်းအဲ့လိုစောက်တွေမဆွေဒါလေးကတော့ဘယ်လိုလုပ်ရင်ကောင်းမလဲအမြဲတမ်းတိုင်ပင်ဖြစ်တယ်ကိုခန့်စာအရန်ဖတ်တယ်လीစာရန်ဖတ်တဲ့လူဆိုတော့သူကလည်းဟိုသူ့လိုစာဖတ်တဲ့လူစီကအကြံဉာဏ်လေးသူတောင်းတာပေါ့နော်အခါကျတော့မကြီးကလည်းဒါလေးဖတ်ပြီးကောင်းတဲ့ကိုခန့်ဒါလေးကတော့ဇလန်တွဲလေးလုပ်တဲ့နေဒါလေးကတော့ပြန်ရိပ်တဲ့နေဒါလေးကတော့ရုပ်ရှင်ကားကြီးဆိုအဲ့စာအုပ်ကလေးကိုကိုခန့်ပေးတော့စာအုပ်ကလေးကစာရွက်တိုင်းစာရွက်တိုင်းဆွေးနေပြီတာအဲ့ဒါကိုခန့် plastic အိတ်ဟိုဟာလေးနဲ့ ziploc အိတ်ကလေးနဲ့တေချာထည့်ပြီးတော့ဆိုအဲ့ဒါဖတ်ပါကိုပါလေးအိတ်ဖုံဖုံဝါးဝါးကိုလေမနေကိုတရွဲချင်းချင်းပြဲကုန်ပါဆိုလို့လေအဲ့လိုလေးတည်တည်ချာချာဖတ်ခဲ့ပါစာအုပ်ကလေးကတော်တော်လေးကိုခေါင်းနေတဲ့စာအုပ်ကလေးဆိုကိုခန့်လည်းသိနာတယ်အဲ့ဒါဖတ်ပြီးတော့ကိုခန့်အကြီးတော့ဘယ်လိုစဉ်းစားလဲဆိုကားတကားရေးမဆိုဒီကားကိုပေးသက်ကစိတ်ဝင်စားနိုင်လားပေးသက်လက်ခံနိုင်တဲ့ကားမျိုးလားပြင်းစရာကောင်းပါလားရုပ်ရှင်အတွက်လားဇန်လန်းတွဲလားအဲ့လိုမျိုးတွေဘာလို့ထည့်စဉ်းစားတာပေါ့နော်အဲ့ကိုခန့်ဇန်လန်းတွဲရိုက်ချင်တယ်ဆိုတာဇန်လန်းတွဲဆိုရင်တော့ဒါလေးကကောင်းတယ်ရုပ်ရှင်အတွက်ဆိုရင်တော့တမျိုးဖြစ်ကောင်းဖြစ်မယ်ဟိုအကုန်လုံးခြုံပြစ်လိုက်ရတာမျိုးဖြစ်တဲ့အတွက်ဆိုတော့အဲ့ခန့်ရတယ်ကောင်းနေဆိုပြီးတော့အကောင့်ထဲဖော်ပြသွားတာပေါ့အဲ့မှာတော့ရှမ်းပြည်ဘက်ပေါ့ရှမ်းပြည်ပင်းတရဘက်မှာရိုက်တာပေါ့အဲ့ဆိုအဲ့ဒီဒေသနဲ့ရိုက်မှာတော့အဲ့ရှမ်းပြည်မှာရှိတဲ့အဲ့အိမ်ကြီးတဲ့အိမ်မှာဖြစ်နေတဲ့အကြောင်းအရာတွေသူကဇက်ဆန်လေးဟိုစိတ်ဝင်စားဖို့ကောင်းတယ်သူကလျှို့ဝှက်ချက်တစ်ခုရှိတယ်ပေါ့နော်အဲ့လျှို့ဝှက်ချက်ကတော့ကားကြည့်မှပဲတမီးတို့ဟိုစဉ်းစားပေါ့အဲ့လျှို့ဝှက်ချက်ကိုဖော်နေတာအဲ့ဒါဒီကဖွက်ထားတယ်အဲ့ဖွက်ထားတဲ့နောက်ကိုလိုက်နေတာဒါပေမဲ့လန်တွဲလေးရုပ်ဝတ္ထုတအုပ်ရဲ့ထုံးစံတိုင်းမှာသူကဇက်ပြီးမှပဲဒါကတော့သိတာပေါ့သိတယ်ပေါ့အများကြီးတော့မလုပ်ရပါဘူးဘာကြောင့်လဲဆိုတော့ဘာကြီးရိုးတဲ့ဖွာကြီးလေအဲ့နေရာကအကုန်လုံးပါနေရမျိုးမဟုတ်သူ့ပါမေးမေး तू ကခေါင်းဘက်ခါတာမသိဘူးသိလဲ तू ကမသိဘူးဒါမျိုးပဲပြောရဆိုတော့အန်ဒီလေးတစ်ခုပဲမအန်ဒီလေးတစ်ခုပဲပေါ့ပရီအန်ဒီလေးမှာပဲစကားပြောတာပါလာပေါ့ဒါပေမဲ့မကြီးလည်းလုပ်ပါတယ်ခက်တယ်ဆိုမဲ့လည်းမကြီးတို့တော့ကတော့ခက်တဲ့ဟာလေးလည်းမကြီးလည်းလုပ်ရတာပေါ့သူဆရာကြီးရဲ့ဝတ္ထုကိုရေးရတာဆိုတော့သူ့အနေနဲ့လည်းတာဝန်ကြီးမှာပါဒါပေမဲ့မကြီးကြည့်ရတာတော့ကောင်းပါတယ်သူကလည်းသူပြောသလိုပေါ့အဲ့ဒီဘက်ခစ်ကအခေါ်ဝေါ်လေးတွေသုံးလုံးလေးနဲ့သူပြောခဲ့တာဆိုတော့ဝတ္ထုပတ်လိုက်တော့ဝတ္ထုထဲမှာဒီလိုဆိုတဲ့တခါကျရင်မကြီးတို့အဲ့တိုင်းပဲသွားရမှာပဲလေဒါဇညွန်းကတော့အဲ့ဒါကိုစင့်ပွားပြီးသူကပြောတာပေါ့အဲ့တော့အဲ့ဒီဟာလေးကိုပဲမကြီးတို့စူးစမ်းပြီးပြုဆောင်လိုက်တာပေါ့ဆိုတော့ဒါကတော့ဇညွန်းဝတ္ထုနဲ့ဇညွန်းပေါ်မှာအများကြီးမူတည်ပါတယ်မိုင်းတို့ကောင်းတယ်မကောင်းဘူးဆိုတာဝတ္ထုကောင်းရင်ဇညွန်းကောင်းရင်မိုင်းတို့လည်းကောင်းလာမှာပါရှိပါတယ်အဲ့တော့အဲ့ဒါတွေကတော့နောက်ရိုက်ဖြစ်မှာပဲပြောကြတာပေါ့အခုပြောရင်စောပါသေးတယ်အဲ့တော့ဒါလေးကမနေ့ပြန်စပြီးတော့မောင်မြဒါလေးကပြတော့မှာပါအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပေးသက်တွေအားလုံးလည်းဒီမောင်မြဒါလေးကိုကြည့်ရှုအားပေးပါဦးလို့မိုင်းရဒီနေ့ကနေဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်